ဘာလီချင်းမမရှိတဲ့တာမန်လူတွေဟာ NASCAR ပြန်ကားတစ်စီးကို pit stop 3မိနစ်ရဲ့ကျင်းနဲ့မှားဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဒါဟာကားအရန်လေးလုံးလုံးမဟုတ်ပဲလေ့ကျင့်မှုမရှိတဲ့တာမန်လူတွေကဘယ်လိုမှမှားလို့မရနိုင်အောင် face နေရာမှတွေနဲ့ဒီဇိုင်းဆွဲထားလို့ပါတာမန်ဝတ်ဆိုတွေမှာတောတဲ့ကျဲတွေဟာကားတစ်စီးကြောတဲ့ဖို့ကျဲကို10ချက်နဲ့15ချက်အထိရွရွနေရပါတယ်အခြေယူရပေမဲ့အားစိုက်ထုတ်မှုနည်းစေတယ်ဒါပေမဲ့စက္ကန့်ပိုင်းပဲအခြေရတဲ့ NASCAR pit stop မှာတော့အဲ့ဒီလိုလုပ်ဖို့အခြေမရှိပါဘူးသူတို့တောတဲ့ကျဲတွေက1 pound rate ကျဲတွေပါကျဲလက်တံကိုတစ်ချက်တည်းအားပြင်းနဲ့အောက်ကိုဖိချလိုက်တာနဲ့ကားတစ်ချမ်းလုံးချက်ချင်းကြော့တက်လာအောင်ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်ဒီလိုတစ်ချက်တည်းနဲ့ကားတစ်ချမ်းလုံးကြော့တက်ဖို့ဆိုရင်ပြောင်းပြန်တက်ရောက်တဲ့ hydraulic တွန်းကန်အား hydraulic resistance ကအလုံးပြင်းထန်ပါတယ်ကျဲလက်တံအောက်ဘက်ကိုတွန်းချဖို့အတွက်အနည်းဆုံး downforce ပေါင်200နဲ့300အထိလိုအပ်ပါတယ်တာမန်လူတယောက်လက်မအားတဲ့နဲ့လောကဖိချလို့မရနိုင်ပါဒါကြောင့် NASCAR ပြန်ပွဲတွေမှာကျက်ကန်ရတဲ့ကျက်မန်းတွေဟာကြက်ပန်းခွေထားတဲ့တာမန်ဆက်ပြင်ဆက်ရတွေမဟုတ်ပါ NASCAR ရဲ့ကျက်မန်းအားလုံးနီးပါးဟာ American တက္ကသိုလ်အဆင့်ဘောလုံးသမားဟောင်းတွေဒါမှမဟုတ်အလေးမအားကစားသမားဟောင်းတွေလိုထိပ်တန်း heavyweight အားကစားသမားတွေဖြစ်ပါတယ်သူတို့ဟာလက်နဲ့တင်ဖိချတာမဟုတ်ပဲအရှိန်နဲ့ပြေးလာပြီးသူတို့ရဲ့ခန္ဓာကိုယ်လေးချစ်တစ်ခုလုံးကိုတိုးပြီးတော့ကျက်လက်တံဘောက်ကိုရင်ပန်းနဲ့ဆောင်းချပြီးမှတ်ကြတာဖြစ်ပါတယ်သူတို့ဟာတေချာလေးကျင့်ထားတာကြောင့်ကျက်ကိုလွယ်လွယ်နဲ့မှတ်နိုင်တာဖြစ်ပါတယ်အပြင်ပန်းကြည့်ရင်ရိုးရှင်းတယ်လို့ထင်ရပေမဲ့ NASCAR ရဲ့နောက်ွယ်ကအင်ဂျင်နီယာတပ်ပညာနဲ့လူသားတွေရဲ့ဆွမ်းဆောင်ရည်ဟာတကယ်ကိုအံ့ဩစရာပါအခုလိုစိတ်ဝင်စားစရာကအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ channel မှာအမြဲတမ်းဆက်ပေးသွားမှာပါ